မနာလိုထွန်းနှက်မှုတွေများတဲ့ဘောလုံးလောကကြီးကိုစိတ်နှံသွားလို့အပီးနှုတ်ထွက်တော့မဲ့မိထက်လူမြန်မာမျိုးသမီးဘောလုံးသင်းထဲကကြားမလေးဆိုပြီးနာမည်ကြီးနေတဲ့မိထက်လူကတော့သူမပေါ်မနာလိုမုန်းထားမှုတွေကိုဆက်လက်မခံနိုင်တော့တာကြောင့်ဘောလုံးလောကတွေကနေနှုတ်ထွက်မယ်လို့သိရပါတယ်။မိထက်လူဆိုတာခြေကန်ချက်ကိုသွင်းချက်တွေကောင်းတာကြောင့်တနိုင်ငံလုံးအားပေးရတဲ့ကြည့်အောင်မြင်တဲ့အမျိုးသမီးဘောလုံးကစားသမားဖြစ်ပြီးသူမရဲ့စွမ်းဆောင်ရည်ကြောင့်ပဲကမ္ဘာအဆင့်စီးကိန်းအထိမြန်မာနိုင်ငံရောက်ရှိခဲ့ရတာပါ။မိထက်လူနဲ့တကွအတွဲညီတဲ့အခြားမျိုးသမီးအားကစားသမားတွေပါဝင်တဲ့အတွက်2025စီးကိန်းကမြန်မာတမျိုးသားလုံးအတွက်ရွှေရောင်မျှော်လင့်ချက်ဖြစ်ခဲ့ရတယ်။ပွဲစဉ်သုံးသက်ချက်အရမြန်မာမျိုးသမီးအသင်းကခံစစ်အမားကနေကိုပေးရပြီးနောက်ပထမပိုင်းမှာဗီယက်နမ်မျိုးသမီးအသင်းကို2-0မရှိနဲ့ရှုံးနိမ့်နေခဲ့ပါတယ်။ပထမပိုင်းပြီးခန့်ဒီမှာလူဆောင်ဝင်လာတဲ့ရုံးဝတီလှိုင်ရဲ့ကန်ချက်9ရောက်ဖို့နီးစပ်ခဲ့ပါတယ်။ဒုတိယပိုင်းမှာမြန်မာအသင်းကအခွင့်အရေးတချို့ရလာပေမဲ့9ရအောင်မသွင်းနိုင်မင်းနဲ့ဗီယက်နမ်အမျိုးသမီးအသင်းကိုရှုံးနေပြီးပြိုင်ပွဲကနေထွက်ခါခဲ့ရပါတယ်။ဒီနေရာမှာလုံးဝအသေးပေါက်ဖို့ကောင်းတာကတော့ခံစစ်မားကစားတဲ့ဆိုပေမဲ့လည်းမိထက်လူကိုစောစောစီစီထည့်မကစားတာပဲဖြစ်ပါတယ်။ဒါကြောင့်နီးပြမိထက်လူပေါ်တမင်မတရားသလိုဖြစ်နေပြီးအသင်းထဲကကစားသမားအချို့ကလည်းနိုင်ငံသိက္ခာနဲ့ရှင်လာရင်နိုင်ငံသားအသင်းတွေပေါ်ညတာကစားမှုတွေရှိခဲ့ပါတယ်။မိထက်လူသားစောစောဝင်ခဲ့ရင်ရှာလက်ကလုံးဝပြောင်းပြန်ဖြစ်နိုင်သွားတဲ့အခြေအနေပါ။ဒါကြောင့်ပြည်တွင်းသုံးသက်သူတွေကတော့မြန်မာမျိုးသမီးအသင်းစီးကိန်းမှာသမိုင်းဝင်အဆက်တကွဲအိမ်ပြန်ခဲ့ရတဲ့အဖြစ်အတွက်ဘယ်သူမှတာဝန်ရှိလဲဆိုတဲ့ခေါင်းစဉ်နဲ့မကျေနပ်ချက်တွေကိုရေးသားခဲ့ကြပြီးအားလုံးပြီးဆုံးသွားပါပြီ။စီးကိန်းဆိုပြီးပြင်ဆင်ခဲ့ကြတဲ့မြန်မာမျိုးသမီးအသင်းရဲ့အိမ်မက်တွေကလည်းပြီးဆုံးသွားခဲ့ပါပြီ။ကျွန်တော်တို့ပြည်သက်တွေမျှော်လင့်တကြီးထားခဲ့ကြတဲ့မြန်မာမျိုးသမီးအသင်းကဗီယက်နမ်အသင်းကိုရှုံးကျွေးမဆက်နိုင်မင်းနဲ့ကစားကွက်ရှုံးကိုရှုံးအဆက်တကွဲရှုံးနဲ့အဆက်3ထွက်ကမ်းဖြစ်ခဲ့ပြီးသမိုင်းမှာပထမဆုံးအုပ်စုကလဲပြန်ခဲ့ရပါပြီ။မြန်မာအသင်းရှုံးပွဲအတွက်တာဝန်ရှိဆုံးသူကဂျပန်နီးပြပါ။ဂျပန်နီးပြကမြန်မာနိုင်ငံတော်တချင်းကိုလိုက်ဆိုနိုင်မှုအတွက်မယောင်ရာစီလူးခဲ့ပေမဲ့ကို့အသင်းမှာရှိတဲ့ကစားသမားနဲ့ပွဲကစားဖို့ပလန်ကိုချမှတ်ရမှာတော့မူလာတန်းအဆင့်ပဲရှိခဲ့ပါတယ်။နီးပြကိုတော့အားလုံးဝိုင်းဆဲနေကြလို့ဒီလောက်ပဲပြောပါမယ်။နောက်ထပ်တာဝန်ရှိဆုံးသူကတော့ဝင်းသိန်ကြီးထုံးပါမလေးရှားနဲ့ပွဲမှာအနည်းဆုံး6ဂိုးသွင်းမှစိတ်ချရမယ့်အနေအထားမှာသူရဲ့စိတ်မပါတဲ့ကစားဟန်ကြောင့်ပြည်သက်တွေမဖြစ်ချင်ဆုံးအခြေအနေနဲ့ကြုံတွေ့ခဲ့ရပြီးဖြစ်ပါတယ်။တတိယမြောက်တာဝန်ရှိသူကတော့မြန်မာနိုင်ငံဘောလုံးဖွဲ့ချုပ်ဖြစ်ပါတယ်။မြန်မာပြည်ကြီးပုံမှန်ပြန်ဖြစ်နေတဲ့ဆိုတဲ့ဝါရဖြန့်ချီမှုလုပ်ချင်တာကြောင့်ရှိသမျှပွဲတိုင်းကိုအင်ရှင်လုပ်ပြီးပြည်သက်တွေကိုမျှော်လင့်ချက်အမားတွေပေးခဲ့ပါတယ်။မြန်မာသင်းရဲ့ခြေစွမ်းဟာတပြေးပြေးကျဆင်းလာတာကိုဖုံးကွယ်ထားပြီးအာရှမှာသာမကဘဲနဲ့ကမ္ဘာမှာပဲထိပ်တန်းရောက်နေတဲ့ကြောင်းပြည်သက်တွေကိုအုံနောက်စေခဲ့ပါတယ်။အဲ့ဒီရဲ့အကျိုးဆက်ကတော့အခုမြင်တဲ့အတိုင်းပါပဲ။စတုထတာဝန်ရှိသူကတော့မြန်မာမျိုးသမီးအသင်းသားတွေကိုယ်တိုင်ပါပဲ။ပြိုင်ပွဲကိုအာရုံစိုက်ဖို့ထက် TikTok ကစားဖို့ fan များဖို့ Facebook ပေါ်မှာ like နဲ့ reaction များဖို့အလေးထားတဲ့ကစားသမားတွေတဖြည်းဖြည်းနဲ့များလာပါတယ်။မှတ်ထားဖို့ကကိုဟာဘောလုံးကစားသမားပါ။ဆယ်လီနဲ့မင်းသမီးတွေမဟုတ်ပါဘူး။လူမှုကွန်ရက်နဲ့ comment မှာတာယာစီးမျောနေလို့မရပါဘူး။ကိုအရေးသွေးပိုတိုးတက်ဖို့ထက် drama တွေခင်းနေရင်ဒီလိုဖြစ်မယ်ဆိုတာမျက်ဝါးထင်ထင်မြင်ခဲ့ရပါပြီ။ပြည်သက်အားပေးမှုအများဆုံးမိထက်လူကိုလည်းဒီနေရာနဲ့အကြံပေးချင်ပါတယ်။ကိုယ့်ရဲ့ကစားသမားဘဝကိုအမေရိကန်မှာပဲမြုပ်နှံပါအကျိုးမရှိတဲ့မြန်မာအသင်းအတွက်ပြန်မလာပါနဲ့ပညာတတ်ဘောလုံးသမားဖြစ်ဖို့ပဲဘဝလမ်းကြောင်းကိုရွေးချယ်တာအကောင်းဆုံးပါပဲဒိုပေါက်ဆလေးရေးဆိုပြီးမြန်မာပြည်သက်ကတော့တာဝန်ကြီးတာထက်ကိုပိုခဲ့ပါတယ်လူအားငွေအားနဲ့ချိန်တွေကုန်ခံပြီးစံချိန်တွေအားပေးခဲ့ပေမဲ့လည်းပြန်ရတဲ့ရလက်ကတော့အဆက်တကွဲရှုံးနေခဲ့ရခြင်းဖြစ်ပါတယ်ဒီလိုရှုံးနေမှုအတွက်ပြည်သက်ကိုမြန်မာဘောလုံးဖွဲ့ချုပ်ကပြန်တောင်းပန်မယ်လို့ထင်ပါသလားလုံးဝမတောင်းပန်ပါဘူးဒီလောက်ရင်ခွဲမတက်အားပေးခဲ့တဲ့ပြည်သက်ရဲ့မြစ်တာတွေမစိုးကြပါစေနဲ့လို့ပဲဆုတောင်းပေးလိုက်ပါတယ်လို့ပြောဆိုရင်းရေးသားခဲ့ပါတယ်အခုဖြစ်ရတစ်ခုလုံးမှာမိထက်လူကတမင်နှင်းခံရတဲ့မြေစာပင်ဖြစ်ခဲ့ရတာမို့သူမကိုမနာလိုမုန်းထားနေတဲ့မြန်မာဘောလုံးလောကမှာမနေတော့ဘဲနဲ့အပြီးပိုင်နှုတ်ထွက်သွားတော့မယ်လို့သိရပါတယ်ပြည်သက်ကြီးတို့ရောမိထက်လူကအခုလိုမြန်မာဘောလုံးသင်းကိုပြစ်ခွာသွားတဲ့အပေါ်ဘယ်လိုများထင်ကြပါသလဲရှင်